နောက်ဆုံးတွင်အမ်မာသည်မိဘရန်အချိန်ရောက်လာပြီးသူတို့သည်ဤနေ့အတွက်အများကြီးပြင်ဆင်ထားကြသည်ဝီလီယံ၏ကူညီမှုဖြင့်ကျမ်းမာသောသမီးကလေးတစ်ယောက်မွေးဖွားလာခဲ့သည်ထို့နောက်သူတို့သည်မြို့ထဲသို့သွားပြီးသူတို့၏လိပ်စာကိုမြင်သာသောနေရာများတွင်ချဲ့ထားလိုက်သည့်အကြောင်းမှာအခြားအသက်ရှင်ကျန်သူများမျိုးတို့ရောက်လာခဲ့လျင်သူတို့အိမ်ကိုရှာတွေ့နိုင်ရန်ဖြစ်သည်အချိန်ကုန်လွန်လာသည်နှင့်အမျှဒေချနှက်ကြသွားပြီးတနေ့ဝီလီယံကားနှင့်အိမ်ပြန်လာစဉ်လမ်းမပေါ်တွင်ကြားတစ်ကောင်နှင့်တိုက်မိသွားပြီးကြားကိုအနီးကပ်ကြည့်ရင်းရုတ်တရက်ကလေးမလေးတစ်ယောက်ကိုသတိထားမိကသူ့ကိုမြင်ရတာနှင့်ကြောက်လန့်ပြေးဖို့ကြိုးစားနေသည်ကိုတွေ့ရသည်ဝီလီယံသည်သူမကိုဖမ်းမိပြီးသူ့အိမ်သို့လာရန်ပြောတော်လဲကလေးမလေးအလွန်ကြောက်လန့်နေသဖြင့်ပန်းသီးတစ်လုံးပေးလိုက်ရာကလေးမလေးကသူသည်သူမကိုထိခိုက်မည်မဟုတ်ဟုယုံကြည်သွားပြီးဝီလီယံ၏ကားပေါ်တက်ကသူ့အိမ်သို့သွားခဲ့သည်ထိုနေရာတွင်ဝီလီယံတွင်ယခုကလေး2ယောက်ရှိနေပြီဖြစ်ကြောင်းသိရသည်သူတို့၏အကြီးဆုံးသမီးမွေးဖွားပြီးနှစ်အကြာတွင်LS အမည်ရှိသားတစ်ယောက်ရပြီးအမ်မာသည်ယခုတတိယမြောက်ကလေးကိုကိုဝင်ဆောင်နေပြီဖြစ်သည်ဤလူ2ယောက်သည်တစ်ကမ္ဘာလုံးကိုလူဦးရေပြန်လဲတိုးပွားစေမည်သူများဖြစ်ကောင်းဖြစ်နိုင်သည်သတင်းကောင်းမှာသူတို့မျိုးတွင်ချေတထားသောလိပ်စာကြောင့်အသက်ရှင်ကျန်သူ2ယောက်သူတို့အိမ်သို့ရောက်လာတော့လဲကလေးမလေးကအရန်ကြောက်နေသည့်သဖြင့်ထရက်ကားကနေမစင်းပဲထိုညခရက်ကားထဲတွင်နေထိုင်ခဲ့သည်မနက်ကျသောအခါမာရီနာကသူမကိုအစားအစာပေးရန်သွားသောအခါကလေးမလေးကသူမကိုတိုက်ခိုက်ရန်ကြိုးစားသည်ထို့နောက်မာရီနာကသူမနှင့်အေဂျာတို့အသက်ရှင်နေသူများကိုရှာဖွေရင်းခီးထွက်နေခဲ့ကြပြီးနောက်ဆုံးတွင်ဝီလီယံတို့၏လိပ်စာကိုတွေ့ခဲ့ကြောင်းပြောပြသည့်စကားပြောနေစဉ်အတွင်းမာရီနာကကလေးမလေးကိုအိမ်ထဲခေါ်သွားပြီးရေချိုးခိုင်းလိုက်ကထို့နောက်ကလေးမလေး၏အိတ်ထဲတွင် MB ဟုအမည်ရေးထားသောစာတစ်စောင်နှင့်အတူထူးဆန်းသောပုံများကိုတွေ့ရှိသည်မာရီနာကစားကိုလူတိုင်းကိုပြပြီးရင်းကို MBမိခင်ကရေးခဲ့သည်ဟုပြောကာစာထဲတွင်ပါရှိသည်မှာ MB ကိုတွေ့ရှိသူသည်သူမကိုဂရုစိုက်ပေးရန်ဖြစ်သည်ဗိုင်းရပ်စ်ပြန့်နှံ့ချိန်တွင် MB ၏ဖခင်ကရုပ်ပိုင်းဆိုင်ရာနှောက်ယှက်မှုပြုခဲ့ပြီးထိုအရာကသူမကိုစိတ်ဒဏ်ရာအကြီးအကျယ်ရစေကလူတိုင်းကိုကြောက်ရွံ့သွားစေခဲ့သည်တနေ့တွင် MB ၏မိခင်ကဖခင်ကိုတက်ပြီး MB ကိုဘေးကင်းသောနေရာသို့ထွက်ပြေးရန်ပြောခဲ့သည်ယခုဆိုရင်သူတို့9ယောက်သည် MB ကိုသူတို့အုပ်စုထဲလက်ခံလိုက်ကြသည်မကြာခင်မှာပဲအမ်မာသည်တတိယမြောက်ကလေးဖြစ်သောဆန်အမည်ရှိသားတစ်ယောက်ကိုမွေးဖွားလာပြီးသူတို့မိသားစုပိုမိုကြီးမားလာသည်နောက်တစ်နှစ်အတွက်သူတို့အားလုံးပျော်ရွှင်စွာအတူတကွနေထိုင်ကြတော့လဲတနေ့တစ်စုံတစ်ယောက်လာနေသည်ဆိုသောအချက်ပြမှုရရှိကြသဖြင့်ကလေးအားလုံးကိုအိမ်ထဲပို့ပြီးအရွယ်ရောက်သူများကလတ်နက်ယူကဘသူလာလဲဆိုတာကြည့်ရန်သွားကြရာနောက်ထပ်အသက်ရှင်ကျန်သူအုပ်စုတစ်စုဖြစ်ကြောင်းတွေ့ရသည်ဤအုပ်စုတွင်မိုလီဂျင်အန်ဇာနှင့်သူတို့သားရေးတို့ပါဝင်ပြီးအမ်မာရေးထားသောလိပ်စာကိုမြို့တွင်တွေ့ပြီးနောက်ဤနေရာသို့ရောက်လာခြင်းဖြစ်သည်ဝီလီယံတို့အုပ်စုကသူတို့ကိုသူတို့အိမ်ထဲခေါ်သွားပြီးမိုလီက8နှစ်အတွင်းလူပိုင်းလေးယောက်သာတွေ့ဘူးကြောင်းသူတို့တွင်ရေရှည်နေထိုင်ရာနေရာမရှိခဲ့ဘဲနေရာတစ်ခုမှတစ်ခုသို့လှည့်လည်နေထိုင်ခဲ့ကြောင်းပြောပြသည်အမ်မာကီနေရာသည်ယခုသူတို့အိမ်ဖြစ်ပြီးဘာမှချို့တဲ့မှုမရှိဘဲအတူတကွလူဖွဲ့စည်းအသစ်တစ်ခုတည်ဆောက်နိုင်သည်ဟုပြောပြသည်မိုလီသည်ဆရာဝန်ဖြစ်သည့်အတွက်ကောင်းကြီးတစ်ပါးဖြစ်ပြီးအဖွဲ့ဝင်တဦးထိခိုက်ဒဏ်ရာရလျင်ဆေးဘက်ဆိုင်ရာအကူအညီရနိုင်ပြီဖြစ်သည်နောက်နေ့ဝီလီယံကစီးမြင်းများကိုအဖွဲ့ဝင်အသစ်များအားရှင်းပြပြီးမြို့နှင့်တောအုပ်များတွင်လူသားများအလွန်နှဲပါသွားပြီးတော်ရန်တိတ်ဆန်များမကြာခဏအနီးနားတွင်လှည့်လည်သွားလာတတ်သည့်အတွက်စားနပ်ရိက္ခာများအတွက်မြို့ထဲသို့သွားတိုင်းလက်နက်များတည်ဆောင်ပြီးတစုံတစ်ယောက်နှင့်အတူတကွသွားရမည်ဟုဆိုသည်ထို့နောက်လူတိုင်းမျိုး၏နောက်ဆုံးအပိုင်းသို့သွားပြီးအရာဝတ္ထုအမျိုးမျိုးစုဆောင်းကြသည်အနီးနားတွင်ဆေးရုံတစ်ခုရှိပြီးမိုလီသည်ဆရာဝန်ဖြစ်သည့်အတွက်ထိုနေရာမှဆေးဝါးအများပြားစုဆောင်းပြီးလိုအပ်သောစားနပ်ရိက္ခာအားလုံးနှင့်အတူအိမ်သို့ပြန်လာကြသည်အဖွဲ့ဝင်အသစ်ဂျင်နီတဲတချင်းဆိုသူတဦးဖြစ်သည့်အတွက်လူတိုင်းအတွက်တချင်းတစ်ပုဒ်ဆိုပြပြီးသူမသည်အန်ဇာ၏ကလေး၏မိခင်လည်းဖြစ်သည်ထိုအတော်အတွင်းဂျင်နှင့်မိုရီနာတို့သည်နှစ်ပေါင်းများစွာအကြာတွင်တဖန်ပြန်၍နီးကပ်လာကြသည်လာမည့်လများတွင်ဂျင်နီနှင့်မိုရီနာနှစ်ဦးစလုံးသမီးကလေးများမွေးဖွားလာကြပြီးဤနည်းဖြင့်ဆက်ရေးလေးနှစ်ဖြည်းဖြည်းချင်းကုန်လွန်သွားသည်ယခုဆိုရင်သူတို့မိသားစုအလွန်ကြီးမားလာပြီးသူတို့၏အကြီးဆုံးသမီး၏မွေးနေ့ကိုကျင်းပနေကြသည်ဝီလီယံသည်အုပ်စုထဲကကလေးအားလုံးကိုတင်ကြားပေးပြီးကဘာဟောင်းเจ้าရအားလုံးကိုသိရှိနိုင်စေရန်တခါကဘာပေါ်တွင်လူသားများအများပြားရှိခဲ့ပြီးသူတို့ဘလို့ပြုမှုခဲ့ကြသည်ဘာတွေလုပ်ခဲ့ကြသည်နောက်ပိုင်းတွင်ကလေးများဘလို့နေထိုင်သင့်သည်ဆိုတာကိုဆက်လက်ရှင်းပြသွားသည်တနေ့ကြောင့်မက်ဖွယ်မုန်တိုင်းကြီးတိုက်ခတ်လာသောအခါဝီလီယံသည်ရုတ်တရက်သူတို့ခွေးလက်ကီးအိမ်ထဲတွင်မရှိကြောင်းတတိယလာကအပြင်သို့အလင်းအမြန်ထွက်သွားပြီးလက်ကီးတီတစ်ပင်အောက်တွင်ပြားချက်သွားကတေဆုံးနေသည်ကိုတွေ့ရသဖြင့်ဝီလီယံရောအမ်မာပါစိတ်ထိခိုက်သွားကြသည်ဝီလီယံသည်အသက်ရှင်ဖို့မျှော်လင့်ချက်အားလုံးဆုံးရှုံးခဲ့ရခြင်းတွင်လက်ကီးသည်အမ်မာမတိုင်မီကလေးကသူ့ဘဝထဲသို့ရောက်ရှိလာခဲ့ခြင်းကြောင့်ဖြစ်သည်သူတို့သည်လက်မာအတွက်သူတို့ဥယျာဉ်ထဲတွင်ဂူတချိုင်းတစ်ခုလုပ်ပြီးသူတို့အုပ်စု၏ပထမဆုံးအဖွဲ့ဝင်အဖြစ်ဂုဏ်ပြုလိုက်ကြသည်ဤအပြီးမှတနေ့ဝီလီယံသည်သူ၏ကလေးများကစားနေပုံကိုကြည့်နေစဉ်ကြားတစ်ကောင်သူတို့ဥယျာဉ်ထဲသို့ဝင်လာသည်ဝီလီယံသည်ချက်ချင်းသူ၏ကလေးများကိုကယ်တင်ရန်ကြားရှိသို့ရက်လိုက်ပြီးဘသူမှသူ့ကိုကယ်တင်နိုင်ခြင်းမရှိသောကြောင့်ကြားကသူ့ကိုအကြီးအကျယ်ဒဏ်ရာရစေပြီးပြေးသွားသည်လူတိုင်းကဝီလီယံကိုကယ်တင်ရန်ကြိုးစားကြပြီးသူသည်သွေးအများပြားဆုံးရှုံးခဲ့ရတော့လဲကံကောင်းခြင်းတော့သူတို့တွင်ဆရာဝန်နှင့်ဆေးဝါးများရှိသည့်အတွက်ဝီလီယံအသက်ရှင်ကျန်ခဲ့သည်
ထို့တော်တွင်အမ်မာသည်ကြားကိုတနက်နှင့်လိုက်ရှာပြီးအခြားသူများကိုထပ်မံမထိခိုက်နိုင်အောင်တပ်ပစ်လိုက်သည်သတင်းပတ်အနှဲငယ်ကြာတွင်ဝီလီယံသည်ပြန်လည်အလုပ်လုပ်ကင်ပြီးယခုဆိုရင်10 ခုနှစ်ကြာပြီးဖြစ်ကကလေးအားလုံးကြီးပြင်းလာကြသည်ဝီလီယံသည်သူ၏သားများဖြစ်သောအဲလက်စ်နှင့်ဆန်တို့ကိုရှင်သန်ရေးနည်းလမ်းအားလုံးတင်ကြားပေးနေပြီးထို့တော်တွင်အန်ဇာ၏အကြီးဆုံးသားဝတ်သည်လည်းဝီလီယံ၏သမီးကိုသဘောကျလာကသူတို့နှစ်ဦးအမြဲတမ်းအတူတကွရှိနေကြသည်ယခုဆိုရင်သူတို့မိသားစုများကိုကဘာကြီးထဲသို့တယောက်တည်းထွက်ခွာသွားရန်ဆုံးဖြတ်ထားကြောင်းပြောကြားကြပြီးလူဦးရေတိုးပွားစေရန်တာဝန်ကသူတို့အပေါ်တွင်ရှိသည်ကိုလူတိုင်းသိကြသဖြင့်ဘယ်သူမှကန့်ကွက်ခြင်းမရှိဘဲသူတို့နှစ်ဦးကိုလက်နက်များအစားအစာရေများပေးပြီးထွက်ခွာစေလိုက်ကြသည်ရက်အနှဲငယ်အကြာတွင်သူတို့သည်ရေခက်ခဲနှင့်ရင်ဆိုင်လာရပြီးအနီးအနားရှိအမိုက်ပုံတစ်ခုသို့တွားကြည့်ရာပတ်ဝန်းကျင်ရှိရေအရင်းမြစ်အားလုံးခန်းချောက်နေသည်ကိုတွေ့ရှိကြသည်လူသားများရုတ်တရက်ပျောက်ကွယ်သွားခြင်းကြောင့်ဖြစ်ပြီးရာသီဥတုပုံစံများလုံးဝပြောင်းလဲသွားကာလပေါင်းများစွာမိုးမရွာတော့ပေဆိုလိုသည်မှာအုပ်စုသည်ယခုရေရှားပါမှုဆိုသောပြဿနာကြီးနှင့်ရင်ဆိုင်ရတော့မည်ဖြစ်သည်ထို့နောက်သူတို့စီသို့ရင်တစည်းလာနေသည်ကိုတွေ့ရသဖြင့်သူတို့အပြင်အခြားအသက်ရှင်ကျန်သူများရှိနေသေးသည်ဟုသိရပြီးချက်ချင်းအိမ်သို့ပြန်ကားလူတိုင်းကိုအသိပေးကြသည်ဤလူများသည်အန္တရာယ်ဖြစ်နိုင်ပြီးသူတို့အိမ်ကိုသိမ်းပိုက်ရန်ကြိုးစားကောင်းကြိုးစားနိုင်သည်ဟုဆိုကြသည်လက်တွေ့တွင်ဤအုပ်စု၏ခေါင်းဆောင်မှာချာလီဖြစ်ပြီးရေနံတွက်လာခြင်းဖြစ်ကာသူတို့တွင်တွင်းတူး11ခုရှိပြီးထိုအရာဖြင့်မြေကြီးထဲသို့တူးကာဝီလီယံတို့အတွက်လက်တံနှင့်တူးသော11ခုတက်ဆင်ပေးနိုင်သည်ဟုဆိုသည်ထို့သောဆိုလျှင်သူတို့တွင်မပြတ်တောက်သောရေထောက်ပံ့မှုရနိုင်မည်ဖြစ်ပြီးအပြန်အလှန်အနေဖြင့်ချာလီကဝီလီယံထံမှဓာတ်ဆီလိုချင်သည်ဟုဆိုသည်ထို့သောဆိုလျှင်သူတို့သည်မီတာ900ဝေးသောနေရာများသို့တွာလာနိုင်မည်ဖြစ်သည်ဝီလီယံတို့အုပ်စုသည်ရေရှားပါမှုနှင့်ရင်ဆိုင်နေရသည့်အတွက်ဤကမ်းလှမ်းချက်ကိုလက်ခံလိုက်ကြကိုရရှိရန်အောင်မြင်သွားကြပြီးလူတိုင်းအလွန်ပျော်ရွှင်ကြသည်ဝီလီယံကယခုဆိုရင်သူတို့သဘောတူညီချကဝီလီယံကယခုဆိုရင်သူတို့သဘောတူညီချက်ပြီးဆုံးပြီးချာလီသည်ဓာတ်ဆီအားလုံးကိုယူပြီးထွက်ခွာသွားနိုင်သည်ဟုပြောတော်လဲထိုညသူတို့အားလုံးအတူတကွကျင်းပနေစဉ်ဝီလီယံမှတင်းကျပ်နေစေဖြစ်သည်ချာလီသည်အန္တရာယ်ရှိပြီးအလွယ်တကူထွက်ခွာမသွားဟုခံစားရသောကြောင့်ဖြစ်သည်ညအချိန်တွင်လူတိုင်းအိပ်ယာဝင်ကြတော်လဲရုတ်တရက်ဝီလီယံသည်အပြင်ကနေတစုံတစ်ယောက်၏အော်ဟစ်တံကိုကြားရသဖြင့်အပြင်သို့ထွက်သွားရာချာလီသည်အခန်းတစ်ခန်းမှထွက်လာနေပြီးသူ၏မိတ်ဆွေစီလက်ကဘသူပဲလာချက်ပြရန်အပြင်တွင်ကင်းထောက်နေသည်ကိုတွေ့ရသည်ဝီလီယံသည်အမြန်ဆုံးအခန်းထဲဝင်သွားပြီးအမ်ဘီငိုနေသည်ကိုတွေ့ရသည်ချာလီသည်သူမကိုအတင်းအကျပ်ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဝီလီယံသည်ချက်ချင်းသူတို့အုပ်စုကိုပြောပြပြီးအခြားဖွဲ့ဝင်များကချာလီတို့အုပ်စုတွင်လက်နက်များကြီးရှိပြီးသူသည်ခုထွက်ခွာရန်ရည်ရွယ်ချက်မရှိဟုသူတို့ကြားဘူးသည်ဟုပြောကြသည်ဝီလီယံကအဲ့ဒီလိုဆိုရင်သူတို့သည်ချာလီကိုတတ်ဖို့လိုအပ်သည်ဟုပြောပြီးသူတို့အုပ်စုဝင်များကိုဤကဲ့သို့နှောက်ယှက်ခံရသည်ကိုကြည့်မနေနိုင်ဟုဆိုသည်ဒီနေ့အမ်ဘီကိုလှုပ်ခဲ့ပြီးမနက်ဖြန်တခြားသူကိုလှုပ်အောင်မည်ဖြစ်သည်အခြားသူများကသဘောတူတော်လဲကဘာပေါ်တွင်လူသားများအလွန်နှဲပါနေပြီးတစုံတစ်ယောက်ကိုတပ်ဖြတ်ခြင်းသည်မမှန်ကန်ဟုဆွေးနွေးကြသည်သို့သောဝီလီယံကသူတို့သည်ချာလီကိုမတားဆီးနိုင်ရင်သူတို့မိသားစုမလုံခြုံတော့မည်ဟုရှင်းပြသည်နောက်ဆုံးတွင်လူတိုင်းကချာလီကိုတပ်ပစ်လိုက်လင်သူ၏အုပ်စုကျန်တဲ့သူများကလစားချေမှုမပြုဟုသဘောတူကြပြီးစီစဉ်ထားသည့်အတိုင်းညချိန်တွင်သူတို့သည်ချာလီကိုအရှိအနောက်တောင်မြောက်ဝိုင်းရန်လိုက်ကြသည်ချာလီတို့အုပ်စုကတတိမထားမိပဲဝီလီယံသည်တိုက်ရိုက်ချာလီကိုတပ်ပစ်လိုက်တော်လဲဝီလီယံသည်ဆိုးဝါးစွာဝမ်းနည်းခံစားရသည်သူသည်ပထမဆုံးအကြိမ်လူအသက်ကိုတပ်ဖြတ်ခဲ့ရတော်လဲသူတို့အုပ်စု၏လုံခြုံရေးအတွက်လုပ်ခဲ့ခြင်းဖြစ်သည်နောက်နေ့မနက်တွင်ဝီလီယံတို့အုပ်စုကချာလီတို့အုပ်စုကိုလက်စားချီတွီးတာမျိုးမလုပ်ဖို့ပြောကြပြီးသူတို့လိုချင်ရင်အဲ့ဒီမှာနေထိုင်နိုင်တော်လဲလူတိုင်းနှင့်အတူတကွအလုပ်လုပ်ရမည်ဟုဆိုသည်သူတို့ထွက်ခွာခြင်းရင်အခုထွက်ခွာသွားနိုင်ပြီးထာဝရပြန်မလာရဟုဆိုသည်ချာလီတို့အုပ်စုထဲမှလူအများစုကနေထိုင်ရန်ဆုံးဖြတ်ကြတော်လဲချာလီအတွင်းရင်းဆုံးမိတ်ဆွေဆာလတ်မှအလွန်ဒေါသထွက်နေပြီးဝီလီယံကိုမုန်တီကသူတို့သည်ရုတ်တရက်သူ၏မိတ်ဆွေကိုတိုက်ခိုက်တပ်ဖြတ်ခဲ့သည်ဟုမြင်သောကြောင့်ဖြစ်သည်သူသည်နောက်တစ်ကြိမ်ထပ်တိုက်ခိုက်မည်ဆိုလျှင်အန္တရာယ်ဖြစ်နိုင်သည်ဟုကြောက်ရွံ့ထားသည်ချာလီအရင်အတူလိုက်ပါခဲ့သူများကသူသည်လူယုံမှတစ်ယောက်ဖြစ်သည်ကိုသူတို့သိပြီးသားဖြစ်ပြီးခေါင်းဆောင်တစ်ယောက်အနေဖြင့်သူ၏အာဏာကိုအလွဲသုံးစားလုပ်ခဲ့ပြီးသူ၏အုပ်စုထဲရှိအမျိုးသမီးများကိုလည်းဤကဲ့သို့အပြုမူမျိုးလုပ်ခဲ့သည်ဟုဆိုကာသူတည်သွားသည်ကိုသူတို့ကျေနပ်နေကြသည်ချာလီတည်ဆုံးသည်ကိုဝမ်းနည်းနေသူမှာဆာလာတဦးတည်းသာဖြစ်သောကြောင့်ဝီလီယံသည်သူ့ကိုအုပ်စုထဲမှထုတ်ပယ်လိုက်သည်အချိန်နှဲငယ်ကြာပြီးနောက်ဆာလာသည်ပြန်လာရန်ကြိုးစားတော်လဲဝီလီယံကဆာလာသည်ချာလီ၏မမှန်ကန်သောလုပ်ရက်များကိုထောက်ခံခဲ့သည့်အတွက်သူ့ကိုပြန်ဝင်ခွင့်မပြုဘဲဒဏ်ခတ်ခံရသူအနေဖြင့်ထာဝရနှင့်ထုတ်လိုက်သည်အချိန်သည်ရှေ့ဆက်သွားပြီးယခုဆိုရင်20ကြာသွားပြီဖြစ်ကာလူသားများမရှိတော့သဖြင့်ကဘာမြေတစ်ခွင်လုံးဝပြောင်းလဲသွားပြီးဝီလီယံတို့အုပ်စု၏ကလေးများသည်လေရင်တစည်းဆောက်ရန်အတူတကွအလုပ်လုပ်ကြသည်ဝီလီယံတားကမကြခင်မှာပဲသူတို့သည်လေရင်ကိုပြည့်စုံအောင်လုပ်နိုင်မည်ဖြစ်ပြီးတောင်ပေါ်မှအလွယ်တကူဆင်းသက်နိုင်မည်ဟုပြောသည်သို့သောအချိန်အနည်းငယ်ကြာပြီးနောက်အုပ်စုဝင်များသည်တယောက်ပြီးတယောက်နေမကောင်းဖြစ်လာကြပြီးမကြခင်မှာပဲလူဦးရေတဝက်ကျော်သည်ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရပြီးလွန်ခဲ့သော20နှစ်ကလက္ခဏာများအတိုင်းပြနေသည်ကိုသိရှိလာကြသည်
ဆရာဝန်မိုးဝေကရှင်းပြသည်မှာသူတို့သည်အရင် virus ကိုခံနိုင်ရရှိလာခဲ့တော်လဲအချိန်ကြာလာသည်နှင့်အမျှ virus သည်ဆင့်ကဲပြောင်းလဲလာခဲ့ခြင်းဖြစ်ပြီးဤ virus အမျိုးအစားအသစ်သည်အရင်လောက်အားမကောင်းတော့ဘဲမကြာခင်မှာကုသမှုတစ်ခုခုရှာတွေ့နိုင်မည်ဟုဆိုသည်ကျန်းမာနေသေးသူများကနေမကောင်းသူများကိုစောင့်ရှောက်ရန်စတင်ကြပြီးဆမ်မိုယန်ဤသားသည့်အဆိုးရွားဆုံးအခြေအနေဖြစ်နေသဖြင့်လူတိုင်းကိုစိုးရိမ်စေသည်ထိုအတော်အတွင်းတနေ့သူတို့သမီးသည်တယောက်တည်းအိမ်ပြန်လာပြီးသူမနှင့် Rach တို့ထွက်ခွာသွားခဲ့ကြောင်းနှင့်အသက်ရှင်နေသူများကိုရှာဖွေရင်းဝေးလံစွာခရီးထွက်ခဲ့ကြပြီးနေ့စဉ်နေရာအသစ်များလဲပတ်ခဲ့တော်လဲဘယ်အိမ်ဘယ်မြို့မှအသက်ရှင်နေသူကိုမတွေ့ခဲ့ရကြောင်းတနေ့တောင်ပေါ်တွင်စခန်းချနေစဉ်လူတစ်ယောက်ကိုတွေ့ပြီးလိုက်ဖို့စတင်ခဲ့တော်လဲသူပျောက်ကွယ်သွားပြီးနောက်ပိုင်းတွင်ထိုလူတစ်ယောက်ထဲပဲနောက်ကနေလာပြီး Rave ကိုဓာတ်နှင့်ထိုးဖို့ကြိုးစားသောအခါသူသည်ဆလမဟုတ်သူအခြားမည်သူမျှမဖြစ်နိုင်ကြောင်းသိရှိလာကြပြီးလက်စားချေလိုစိတ်ကြောင့် Solas သည် Rave ကိုတပ်ပစ်ခဲ့ကြောင်းသူမကသူ့ကိုကူညီရန်ကြိုးစားခဲ့တော်လဲအချိန်မီကုသမှုမရသောကြောင့်နောက်ကျသွားပြီး Rave တေဆုံးသွားကသူ့ကိုတစ်ပင်အနီးတွင်မြုပ်နှံခဲ့ကြောင်းပြောပြသည်ထိုအပြီးမှသူမအိမ်ပြန်လာခဲ့ပြီးလမ်းမှာသူမ၏ရင်လောင်စာကုန်သွားသဖြင့်ကြံတဲ့လမ်းကိုခြေချင်းလျှောက်ခဲ့ရကြောင်းထိုအချိန်မှပဲအုပ်စုဝင်အများစုဗိုင်းရပ်စ်ထပ်မံကူးစက်ခံရကြောင်းသိရှိလာပြီးဤအမျိုးအစားသည့်အရင်လောက်အားမကောင်းတော့လဲဆရာဝန်မိုးလီကသူတို့ကိုကုသပေးကဆန်ဤအဖျားကျစေရန်ရေအေးထဲတွင်စိန်ထားပြီးမိုးလီပေးသောဆေးများတောက်ပြီးနောက်ကြံတဲ့လူတိုင်းပြန်ကောင်းလာတော့လဲဆေးကဆန်ပေါ်တွင်အလုံးမဖြစ်ပဲသူ၏မိဘများကိုနောက်ဆုံးတစ်ကြိမ်စကားပြောပြီးနောက်ဆန်တေဆုံးသွားကြောင်းသိရသည်ဤဖြစ်ရအားလုံးအပြီးတွင်ဝီလျံသည်လုံးဝကျိုးပဲ့သွားပြီးဆန်အပြင်အုပ်စုဝင်3ယောက်လည်းတေဆုံးသွားသည်အမ်မာကဝီလျံကိုနှစ်သိမ့်ပေးပြီးသူတို့မှာဘာမှမရှိခဲ့တဲ့အချိန်တုန်းကသူတို့2ယောက်တည်းရှိခဲ့ပြီးယခုသူတို့မှာအုပ်စုတစ်ခုလုံးရှိကသူတို့သည်အနာဂတ်ကဘာ၏လူဦးရေကိုတိုးပွားစေမည်သူများဖြစ်သည်ဟုဆိုသည်ဝီလျံသည်ပြန်လဲတောင်းတင်းလာပြီးအနာဂတ်အတွက်အုပ်စု၏ကလေးများကိုပြင်ဆင်ပေးရန်စတင်ကတနေ့တောင်ထိပ်ပေါ်သို့တက်ပြီးနေထွက်ပုံကိုကြည့်ရှုရင်းကဘာကြီး20နှစ်အတွင်းဘလောက်ပြောင်းလဲသွားသည်ကိုသိရှိလာပြီးကလေးများကိုမိန်ကုန်းပြောကယခုထိသူတို့သည်ကဘာဟောင်းကိုပြန်လဲတိဆောက်ရန်ကြိုးစားနေသောမှားယွင်းသည့်လမ်းကြောင်းကိုလိုက်နေခဲ့ကြောင်းသို့သောကဘာကြီးသည်အရင်အတိုင်းမဟုတ်တော့ဘဲအခုကစပြီးသူတို့သည်တဘာဝအတိုင်းနေထိုင်ရန်တင်ယူရမည်ဖြစ်ပြီးဤကဘာတစ်နှင့်ရာသီဥတုအသစ်တွင်ရှင်သန်နိုင်ရန်တဘာဝတရားကြီးကိုယ်တိုင်ကသူတို့ကိုတင် जाပေးမည်ဟုဆိုသည်ဤအပြီးမှသူတို့သည်ရေဒီယိုကိုပြန်ဖွင့်ပြီးဆက်သွယ်နိုင်အောင်လုပ်ကာလူအဖွဲ့အစည်းအသစ်တစ်ခုတည်ဆောက်ပြီးလူမှုရေးပွဲများစီစဉ်ကာကလေးများနားလည်အောင်လှုံ့ဆော်ကြသည်လူသားများသည်လူမှုရေးတရဝါများဖြစ်သည်ဆိုသည်ကိုပါသူတို့လိုအပ်ချက်အလိုက်အနီးအနားရှိမျိုးများကိုပြန်လည်မွမ်းမံကြပြီးဖြည်းဖြည်းချင်း10နှစ်တည်ဤကဘာတစ်တွင်ကုန်လွန်သွားသည်အိုမင်းနေသောဝီလျံတဦးသည်သူ၏မြေကိုဤလူအဖွဲ့အစည်းအသစ်သည်သူတို့၏မျိုးရိုးကဆင်းသက်လာပြီးယခုဆိုရင်ဤတာဝန်ကိုသူ၏အပေါ်တွင်ရှိသည်ဟုပြောပြီးဤနေရာတွင်ရုပ်ရှင်ဇလံအဆုံးသတ်သွားသည်ဤဖြစ်ရအားလုံးအပြီးတွင်ဝီလျံသည်လုံးဝကျိုးပဲ့သွားပြီးဆန်အပြင်အုပ်စုဝင်3ယောက်လည်းတေဆုံးသွားသည်အမ်မာကဝီလျံကိုနှစ်သိမ့်ပေးပြီးသူတို့မှာဘာမှမရှိခဲ့တဲ့အချိန်တုန်းကသူတို့2ယောက်တည်းရှိခဲ့ပြီးယခုသူတို့မှာအုပ်စုတစ်ခုလုံးရှိကသူတို့သည်အနာဂတ်ကဘာ၏လူဦးရေကိုတိုးပွားစေမည်သူများဖြစ်သည်ဟုဆိုသည်ဝီလျံသည်ပြန်လဲတောင်းတင်းလာပြီးအနာဂတ်အတွက်အုပ်စု၏ကလေးများကိုပြင်ဆင်ပေးရန်စတင်ကတနေ့တောင်ထိပ်ပေါ်သို့တက်ပြီးနေထွက်ပုံကိုကြည့်ရှုရင်းကဘာကြီး20နှစ်အတွင်းဘလောက်ပြောင်းလဲသွားသည်ကိုသိရှိလာပြီးကလေးများကိုမိန်ကုန်းပြောကယခုထိသူတို့သည်ကဘာဟောင်းကိုပြန်လဲတိဆောက်ရန်ကြိုးစားနေသောမှားယွင်းသည့်လမ်းကြောင်းကိုလိုက်နေခဲ့ကြောင်းသို့သောကဘာကြီးသည်အရင်အတိုင်းမဟုတ်တော့ဘဲအခုကစပြီးသူတို့သည်တဘာဝအတိုင်းနေထိုင်ရန်တင်ယူရမည်ဖြစ်ပြီးဤကဘာတစ်နှင့်ရာသီဥတုအသစ်တွင်ရှင်သန်နိုင်ရန်တဘာဝတရားကြီးကိုယ်တိုင်ကသူတို့ကိုတင် जाပေးမည်ဟုဆိုသည်ဤအပြီးမှသူတို့သည်ရေဒီယိုကိုပြန်ဖွင့်ပြီးဆက်သွယ်နိုင်အောင်လုပ်ကာလူအဖွဲ့အစည်းအသစ်တစ်ခုတည်ဆောက်ပြီးလူမှုရေးပွဲများစီစဉ်ကာကလေးများနားလည်အောင်လှုံ့ဆော်ကြသည်လူသားများသည်လူမှုရေးတရဝါများဖြစ်သည်ဆိုသည်ကိုပါသူတို့လိုအပ်ချက်အလိုက်အနီးအနားရှိမျိုးများကိုပြန်လည်မွမ်းမံကြပြီးဖြည်းဖြည်းချင်း10နှစ်တည်ဤကဘာတစ်တွင်ကုန်လွန်သွားသည်အိုမင်းနေသောဝီလျံတဦးသည်သူ၏မြေကိုဤလူအဖွဲ့အစည်းအသစ်သည်သူတို့၏မျိုးရိုးကဆင်းသက်လာပြီးယခုဆိုရင်ဤတာဝန်ကိုသူ၏အပေါ်တွင်ရှိသည်ဟုပြောပြီးဤနေရာတွင်ရုပ်ရှင်ဇလံအဆုံးသတ်သွားသည်